မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့2024-2025ပညာသင်နှစ်မှာစနိုးဝင်းကိုပိုင်းထက်တန်းကျောင်းကနေပြီးတော့ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့အမောင်ခန့်ကိုပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ကျွန်မကတော့တက္ကသိုလ်ဝန်ထမ်းကိုဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့တဲ့မှတ်တမ်းမှုဖြစ်ဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်တော်တို့ကစနိုးဝင်းကျောင်းဆရာဆရာမတွေရဲ့နောက်ပြီးတော့အခုလက်ရှိ grade 12တက်ရောက်နေတဲ့ညီငယ်ညီမငယ်တွေပြင်းပြထားတဲ့မိကုန်းတချို့ကိုကျွန်တော်တို့ကပြချပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုတော့တကယ်ကြီးဒီမှာငါတို့ကိုမေးထားတဲ့မိကုန်းလေးဖြည့်ကြည့်အောင်ပါပထမဆုံးအနေနဲ့ပြီးထားတာဘာလို့ငါတို့ကစနိုးဝင်းကျောင်းကိုရွေးချယ်ခဲ့ရလဲတဲ့အဲ့ဒါငါအနေနဲ့ပြောရမယ်ဆိုရင်ကွာငါဒီ grade 10ပြီးရဲ့အချိန်မှာ11မတက်ခင်ပေါ့ကွာအဲ့ဒီမှာငါကျောင်းတွေကိုလိုက်ပြီးတော့စုံစမ်းကြည့်တယ်အဲ့ချိန်မှာဒီစနိုးဝင်းကျောင်းကိုရှာတွေ့ခဲ့ပေါ့ကွာစနိုးဝင်းကျောင်းကဒီမှာကသူကစုံစမ်းကြည့်ရသလားကွာအဲ့တော့ကတော့ငါလည်းတေချာတော့မသိသေးပါကွာဒီတိုင်းကြည့်ကြည့်ရတော့စနိုးဝင်းကျောင်းကအဲ့လိုစာတခုလေးသင်ပေးတဲ့ကျောင်းပေါ့သူအဲ့လိုဘောလုံးပွဲနောက်ပြီးအားကစားပွဲနောက်ပြီးဒီမှာအဆိုချေပြန်ပွဲအဲ့လိုမျိုးဘက်စုံထူးချွန်အောင်လို့ကျောင်းသားတွေကိုသင်ကြားပေးနေတဲ့အကြောင်းဆိုတာငါတွေ့တော့စိတ်ဝင်စားပါပေါ့နောက်ပြီးတော့အဲ့တော့ကနေပြီးထူးခြားတဲ့တစ်ခုရှိသေးတယ်ဒီမှာလီလာမီ program ဆိုတဲ့ဟာကိုလည်းသင်ပေးသေးတယ်အဲ့လီလာမီ program ဆိုတာဒီလိုပေါ့ငါတို့ဘဝမှာတကယ်အရေးကြီးတဲ့ skill တွေပါတဲ့ skill တွေကိုသင်ပေးတဲ့အရာပေါ့ကွာဒါပေမဲ့အဲ့ဒီတော့ပြောရမယ်ဆိုရင်လည်းဒီလီလာမီသင်တာဆိုတော့လေ snow win တစ်ခုလောက်ပဲငါကြားဘူးတော့ပေါ့ကွာကျန်တဲ့ကျောင်းတွေလည်းမကြားဘူးတော့ဟော snow win ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ငါမှစပြီးတော့တက်ကြည့်လိုက်တယ်အဲ့မှာတက်ပြီးတော့လည်းငါထင်ထားတဲ့အတိုင်းပဲထင်ထားတဲ့တောင်ကပို့ပြီးတော့ဟိုအဆင်ပြေပါသေးတယ်အဲ့ဒါနဲ့ပဲ snow win မှာ11 grade 11 grade 12ဆက်ပြီးတော့တက်ဖြစ်သွားတာပေါ့ငယ်ချင်းဟောငါတို့ကတော့ပထမဆုံးအနေနဲ့အမေကဒီကျောင်းရည်စုံစမ်းလိုက်တဲ့အခါမှာ snow wing ကတို့လိုအရင်စာတစ်ခုတည်းမဟုတ်ဘဲနဲ့ခြား activity တွေပါသင်ပေးရတဲ့အတွက်ငါ့ကိုဒီကိုပို့လိုက်တာပေါ့ပထမဆုံးအနေနဲ့အဲ့လိုပထမဆုံးကျောင်းတက်အဲ့လိုတငယ်ချင်းတက်တွေဆရာမတက်တွေဆိုနည်းနည်းတော့ခက်ခဲခဲ့ရပေါ့ဒါပေမဲ့လည်းဒီကျောင်းနေနှုတ်ဝဲလိုက်ရတဲ့အခါမှာတငယ်ချင်းတွေနဲ့လည်းလုံးဝယဉ်နေသွားပြီးတော့လုံးဝဆရာမတွေနဲ့သူတို့ရဲ့ lecture တွေနဲ့လည်းလုံးဝကိုက်ညီသွားတယ်ကွာသူတို့ရဲ့ lecture တွေကလည်းတကယ်ကိုကောင်းမွန်တော့ကိုက်ညီသွားတဲ့အခါမှာသူနောက်ကြည်တွဲဖို့အတွက်ကိုလည်းဒီကိုပဲဒီကလည်းလုံးဝအဆင်ပြေတဲ့အတွက်ဒီကိုပဲဆက်ပြီးတော့ရေးချယ်ဖြစ်ခဲ့တာပေါ့ကဲဒါဆိုတော့တကယ်ကြီးငါတို့ဒီမှာမေးထားတဲ့မိကုန်းလေးနောက်တစ်ခုဖြည့်ကြည့်အောင်ကွာဒီမှာငါတို့တနေ့တနေ့စားတွေဘယ်လိုလုပ်လဲပေါ့ကွာအဲ့ဒါငါတို့ကြာပြောရမယ်ဆိုရင်ငါဒီတနေ့စာလုံးအတွက်ပေါ့ကွာဟို time table ဆွဲတာရှိရယ်အဲ့လိုမနက်ခင်းက9နာရီလောက်ထားပြီးတော့9နာရီခွဲကနေပြီးတော့6နာရီခွဲလောက်တရားစား1နာရီလုပ်တယ်နောက်ပြီးတော့ရင်အဲ့ကနေပြီးတော့မှကျောင်းသားဖို့ပြင်ဆင်တယ်ပေါ့ကွာအဲ့ကနေပြီးတော့7နာရီကနေ9နာရီတရားကျောင်းတက်ပြီးတော့ပြန်ရောက်တယ်ပြန်ပြီးတော့ခဏနားပြီးတော့6နာရီခွဲလောက်ကနေစပြီးတော့ငါစာပြန်လုပ်တယ်ပေါ့အဲ6နာရီခွဲကနေပြီးတော့မှ10နာရီခွဲလောက်တရားစာလုပ်ဒါပေမဲ့အဲဂျားထဲမှာလည်းနားချိန်လေးတော့ရှိရပါဘောဥမာ10နာရီလောက်လုပ်လိုက်ပြီးရင်5မိနစ်10မိနစ်လောက်ကနားလိုက်ပြီးတော့မှစာနောက်တစ်ခေါက်ပြောင်းလိုက်ပေါ့အဲ့လိုမျိုးနဲ့10နာရီခွဲရောက်ပြီးတော့17နာရီလောက်ကြာရင်ငါအိတ်ဖြစ်သွားတာပေါ့တကယ်ချင်းအောင်ငါတို့ကတော့မိနစ်ဆိုရင်9နာရီခွဲကတော့ပုံမှန်ထဖြစ်တယ်ပေါ့ပြီးတော့6နာရီကနေပြီးတော့9နာရီဒီမိနစ်3နာရီကတော့ stay win ဖြစ်တယ်ပေါ့ပြီးတော့ကျောင်းသားဖို့ပြင်တယ်ပြီးတော့8နာရီကနေပြီးတော့9နာရီတိကျောင်းတက်တယ်9ခွဲလောက်မှအိမ်ပြန်ရောက်တယ်ပြီးတော့ရေမိုးချိုးထမင်းစားအနာခဏနားတယ်ပေါ့ပြီးတော့6နာရီခွဲကနေပြီးတော့10ခွဲတိကတော့လုပ်ဖြစ်တယ်ပေါ့ဂျားထဲမှာလည်းပြင်းလို့ရှိရင်ဒီမုံစားတာတို့ဘာတို့အဲ့လိုနားရရှိရပေါ့ဟုတ်ပါတယ်အဲ့တော့တကယ်ချင်းကလို့စက်စာနဲ့တွက်စာကြတော့ဘယ်လိုမျိုးခွဲထားတာမနေ့တနာရီပိုင်းကိုတည့်မြန်မာစာနဲ့ဘာဝန်းနဲ့ကိုဒီလိုတက်လက်စီတက်ဖြစ်တယ်ပေါ့တက်ဖြစ်တယ်ပြီးတော့မှညမှာဆိုရင်တော့ဒီည6ခွဲကနေပြီးတော့မှ8နာရီလောက်တည်းက daily တွေလုပ်တယ်ပြီးတော့ကျန်တဲ့အချိန်မှာတော့တက်စာရေကိုပို့လို့ဖြစ်တယ်အချိန်ကအနေနဲ့အိတ်ချင်တဲ့အချိန်ဆိုတော့တကယ်ချင်းကငါနဲ့တူပါတယ်အဲ့ဆိုရင်တော့အကျန်းအဖြစ်အတူတူလောက်ပါပဲအဲ့ဒါနဲ့တကယ်ချင်းနေပါအဲ့လိုက pilot တွေပါတယ်ဖြေရရှိတယ်အဲ့လိုမျိုးနည်းနည်းကွာ pilot တွေပါတယ်ဖြေပြီးသွားပြီဆိုရင်လည်းတော့စိတ်ကတော့ပင်ပန်းပါပဲလေအဲ့လိုပင်ပန်းပြီဆိုရင်တော့တကယ်ချင်းကဘယ်လိုမျိုးအနားယူပြီးတော့အဲ့လိုပိတ်ရက်တွေပါညာတွေဆိုတော့ပိတ်ရက်တွေမှာဆိုရင်ဒီ TV သွားကြည့် TV ကြည့်ရတကယ်ချင်းနေနဲ့ရုပ်ရှင်သွားပြီးတော့ရုပ်ရှင်သွားကြည့်ရလဲရှိရပြီးတော့ဘယ်စကားတွေပြောကြပါဘောလို့အပန်းဖြစ်ဖြစ်တယ်ပေါ့တကယ်ချင်းဟောငါတော့အဲ့လိုပေါ့တကယ်ချင်းနဲ့ဂီတာစုတီးရရှိရဲနောက်တစ်ခါလေးကျရင်တကယ်ချင်းဟန်ကောက်လောက်တာပေါ့နောက်ပြီးတော့ရင်ကိုဘာသာတယောက်တည်းနေရမယ့်အချိန်ဆိုရင်လည်းအဲ့လိုပေါ့ဟိုရုပ်ရှင်တွေပါလေးကြည့်ဒါပေမဲ့အဓိကငါကျတော့ time management ကိုသေချာလုပ်တာတယ်ဒီနေ့ငါ3နာရီတကယ်ချင်းနဲ့လေမယ်ဆိုရင်3နာရီပဲအဲ့ထက်မပိုဘူးအဲ့လိုမျိုးအချိန်မီပြန်တယ်ပေါ့ကွာအဲ့လိုအပျော်မလွန်စေဘူးပေါ့ကိုပါဘူးအဲ့လိုမျိုးထိန်းချုပ်ထားတယ်ကဲဒါဆိုတော့တကယ်ချင်းဒီမှာငါတို့နောက်ထပ်မေးခွန်းတစ်ခုကြည့်အောင်ကွာဒီမှာတော့မေးတာအဲ့လိုကျူရှင်တွေ guide တွေယူခဲ့တာရှိလားတဲ့အဲ့ဒါတကယ်ငါကတော့ကွာပုံဝင်လေးပဲပြောမယ်ငါဒီတစ်နှစ်လုံးစနိုးဝင်းကျောင်းကိုပဲယုံကြည်ပြီးတော့အဲကျောင်းကဆရာမတွေတင်ကြားတာကိုခံယူရတာလုံးဝ guide လည်းမယူခဲ့ဘူးကျူရှင်လည်းမတက်ခဲ့ဘူးပေါ့ဒီတစ်နှစ်လုံးကျောင်းကဆရာမတွေမသိရနားမလည်ရဆိုရင်လည်းဆရာမတွေကိုပဲမေးတယ်ကိုသိကျင်တာတွေပါဆိုရင်လည်းဆရာမတွေကိုပဲမေးတယ်ဒီကျောင်းကဆရာမတွေကိုပဲအားကိုးရတာငင်းချင်းအောင်ဒါဆိုရင်နေနဲ့ငါနဲ့တူသွားပြီငါလည်းတင်ကိုယ်တိုင်ပဲ sub study လုပ်ခဲ့ရပေါ့ပြီးတော့မရှင်းတာတွေကိုဆရာမတွေပဲပြန်ပြီးတော့တေးသေးချာပဲမေးဖြစ်တာပေါ့ဒီကျောင်းကဆရာမတွေယုံကြည်ချက်နဲ့ဒီတိုင်းပါပဲဟုတ်ပါပြီအဲ့ဆိုရင်ကွာငါတို့နောက်တဲ့မိန်းကုန်းတစ်ခုကြည့်အောင်ဒီမှာမေးထားတာမြန်မာနဲ့အင်္ဂလိပ်ကတဲ့သူကဂုဏ်ထူးထွက်ဖို့အတွက်ခက်တဲ့ဘာသာတွေဖြစ်တယ်
ဒါပေမဲ့အဲ့လိုမျိုးဂုံတူးထွက်တဲ့ဘာသာတွေမှာဂုံတူးထွက်အောင်ဘယ်လိုမျိုးစူးစမ်းခဲ့ရလဲတဲ့အဲ့ဒါတကယ်တော့ဟုတ်တယ်ကွာငါအဲ့မြန်မာစာဆိုရင်ကွာငါလေကြီးရလည်းမလားနောက်ပြီးနေရတယ်နေသေးကွာအဲ့နှစ်စာတော့ဆိုငါတော်တော်လေးကိုဒုက္ခရောက်ခဲ့အဲ့လေကြီးကိုတခြားကျင့်ရတယ်အဲ့အတွက်ကိုအချိန်ကငါတက်ပေးရသေးကွာတလားလောက်ကိုလေကြီးပြန်ကျင့်ရတယ်လေကြီးကပုံမှန်လောက်ဖြစ်သွားပြီဆိုရင်ငါစာအုပ်နည်းနည်းလေးမြန်လေးနဲ့ရေးတက်လာအောင်ကျင့်ရတယ်အဲ့ဒါအတွက်မှအစိုက်ဆောင်ကုန်နေပါလေအချိန်တော့မဟုတ်သူမြန်မာစာလည်းဖြေရတာအပုတ်ကြီးတွေဆိုအများကြီးဖြေရတာလေတပုတ်ဆို4 မျက်နှာ5 မျက်နှာလောက်ဖြေရတာဆိုတော့အချိန်ကလည်းမြန်တက်လေးရေးနိုင်မှလောက်ပါလေနောက်ပြီးဆိုရင်အဓိကတော့ငါမြန်မာစာဆိုရင်အဲ့အရှိသူကမြန်မာစာအချမ်းရှိတာဟုတ်အရှိပိုင်း90နဲ့နောက်ပိုင်း90နဲ့ပေါ့အဲ့အရှိပိုင်းတမက်တန်90ကိုကျွန်တော်လုံးဝမမားအောင်လုပ်ရတယ်အဲ့ဒါကျတော့ဘယ်လိုပြောရမလဲငါတို့တလုံးဝမမားနိုင်တဲ့အကောင့်လေးပဲသူကဒီအရှိပိုင်း90ကိုလုံးဝအပြည့်ရထားပြီဆိုရင်နောက်90ကတော့သူကတော့အပြည့်တော့မပြီးတာပေါ့ကွာအဲ့ဒါနေပြီးတော့မှရာသင်းတလောက်ရပြီးတော့ဂုံတူကတော့တေချာပေါ့ထွက်မှာပဲအင်္ဂလိပ်စာဆိုရင်တော့ကွာငါပုံမှန်လေးပြောရင်လည်းအင်္ဂလိပ်စာငယ်ကလေးအခြေခံပါလာရဲဆိုကွာဒီ grade 12ရောက်မှအထူးလေ့ကျင့်ရမျိုးတွေတော့မရှိပါဘူးဒီမှာအင်္ဂလိပ်စာအကြောင်းဆရာကြီးတင်တာလေးလုပ်တယ်ပြီးရင်အစိလတာလေးဆရာကြီးခိုင်းရေးလိုက်တယ်အဲ့လိုပဲကျွန်တော်ကတော့အဲ့လောက်ကြီးထွေးလို့မရှိပါဘူးတကယ်ကြီးကဒါနဲ့နေပါအောင်အင်္ဂလိပ်စာအရင်အားနေပြီးတော့အခုကဂုံတူအောင်ထွက်လာတယ်ငါတို့အဲ့နေအောင်ဩရနော်ကွာပြောပါအောင်ဘယ်လိုကြိုးစားခဲ့ရအဲ့ဒါတော့ဒီပထမဆုံးပေါ့နော်ဒီ paragraph တွေကိုလုံးဝဖတ်တယ်ပေါ့နေ့တိုင်းဖတ်ဖြစ်တယ်အင်္ဂလိပ်စာကိုနေ့တိုင်းတနာရီဝက်လောက်ကတော့ချင်းပေးဖြစ်တယ်ပေါ့ paragraph တွေကိုနေ့တိုင်းဖတ်တယ်ဖတ်ပြီးတော့ဒီ grammar တွေဆိုတဲ့ဒီဘယ်ခေါင်းစဉ်လဲဆိုရင်ဘယ်လို form သူ့ form ကိုသိအောင်အရင်ဆုံးတိကျသိအောင်လုပ်လိုက်တယ်ကွာပြီးတော့မှဒီ initial တွေဆိုရင်ကွာတကယ်တော့ paragraph ဖတ်ရင်လည်းပဲကိုမသိတဲ့ဟာတွေဆိုဒီစာအုပ်မှာတက်လေးတင်ရေးထားဖြစ်တယ်ပေါ့ပြီးတော့ဒီဆီယမ်မတွေကessay တွေပါရေးခိုင်းတယ်လေလုံးဝ format တွေပြီးရကွာဆီယမ်မတွေဆိုရင်အဲ့လိုပြီးတဲ့အခါမှာသူတို့ရှင်းပြတာကိုလည်းလုံးဝနားလည်အောင်လုပ်တယ်ပြီးတော့ရေးရပေါ့ရေးပြီးတော့မှဆီယမ်မတွေကိုပြတယ်လို့အပ်တာတွေမေးတယ်အဲ့လိုလုပ်ရင်ပြီးတော့တစ်ဖက်ကိုတပုတ်နှစ်ပုတ်လောက်လို့ဖတ်ဖြစ်တယ်ရေးဖြစ်တယ်ပေါ့အဲ့လိုပဲလုပ်ခဲ့အဲ့လိုမြန်မာစာကြတော့ဘယ်လိုလုပ်ခဲ့အောင်ငါလည်းနေပြောသလိုပဲပေါ့ပထမဆုံးဒီပထမအပိုင်းက90ကိုလုံးဝပိုင်အောင်လုပ်ထားတာပေါ့ဒီအထုပ်ပတ်တီတွေဆိုရင်လုံးဝနည်းနည်းခက်တာတွေပါတယ်လေအဲ့ဆိုရင်တစ်ဖက်ကိုတပုတ်လောက်တော့ရအောင်လို့ဖတ်ဖြစ်တယ်ပြီးတော့ဒီပြောပိုင်းနဲ့အရေးပိုင်းကတမက်တန်နေလည်းတေချာလုပ်ဖြစ်တယ်အရေးပိုင်းမှာနောက်ကပိုင်းနောက်က90ဘိုးမှာဆိုရင်သူကလုံးဝကြပြရေးစကေပြေတွေဆိုပုတ်ရင်းတွေကိုနားလည်အောင်ဖတ်တယ်ပေါ့ဒီရေးတယ်မှာလည်းပုတ်ရင်းတွေကိုနားလည်အောင်ဖတ်ဖြစ်တယ်ပြီးတော့စာရေးစာကုန်းနဲ့အဆိုချင်းမှာဆိုရင်ဆရာမတစ်ပတ်ကိုတပုတ်တော့ရေးခိုင်းတယ်လေပြီးတော့အဲ့ဒါတွေကိုလည်းသူကလုံးဝတက်ရေးတယ်ပေါ့လိုက်မရေးတဲ့ပတ်ဆိုတော့မရှိခဲ့ဘူးပေါ့လောက်ထိစူးစမ်းခဲ့တယ်ပေါ့မြန်မာစာရအောင်ဆိုဒါဆိုရင်နောက်ထပ်မေးခွန်းလေးဖြေကြည့်အောင်ကွာဒီမှာဒီမေးခွန်းကဆရာမကြီးလည်းတော်တော်စိတ်ဝင်စားတဲ့မေးခွန်းပေါ့ငါတို့အခုဒီ grade 12ပြီးတော့တက်ကတူကဘာဆက်တက်ဖြစ်မှာလဲတဲ့ဒီနောက်ပိုင်းဘာစီစဉ်နေရှိလဲပေါ့တကယ်ကြီးကဘယ်လိုစီစဉ်ရှိအောင်ငါကတော့ငယ်လေးကတည်းကဆရာဝန်လုပ်ဖို့နဲ့စိတ်အထက်တန်းခဲ့ရပေါ့အဲ့ဆိုတော့အခုလည်းဆရာဝန်စစ်တဲ့ကိုတက်ဖို့ပဲစီစဉ်ထားတယ်ဟုတ်ပါပြီငယ်ချင်းအောင်ငါကျတော့ငါလည်းငယ်တော့တကယ်ချင်းလို့ပေါ့ကွာဆရာဝန်ကြီးဖြစ်ချင်ခဲ့ရပေါ့ကွာဒါပေမဲ့ကြီးလာတော့ငါလည်းဆရာဝန်ကသိစိတ်မပါတော့ဘူးအခုလောဆယ်တော့ငါအင်ဂျင်နီယာတက်မယ်လို့စိတ်ကူးထားတယ်ဒါပေမဲ့မေဂျာကတော့တေချာတော့မစင်စားရသေးပါဘူးကွာအင်ဂျင်နီယာပဲသွားဖြစ်ပါပါကဲဒါဆိုရင်နောက်ထပ်မေးခွန်းတစ်ခုအတူကြည့်အောင်လေပါဒီမှာဒီမေးခွန်းကနင့်မေးထားတဲ့နဲ့ physics ရအောင်ဘယ်လိုပြေးခဲ့ရလဲတကယ်တော့ရပြီးရဖို့ဆိုတော့လုံးဝခက်ခဲတယ်တော်တော်လေးခက်ခဲအဲ့ဆိုနင်ငါလည်းသိချင်လို့နင်ဖြေကြည့်ပါလားဒီ physics ဘာသာထဲမှာအရေးကြီးတာကတော့တမက်တန်လို့ထင်တယ်ဘာလို့ဆိုတော့ तू ကစာအုပ်ကလည်းကွာစဉ်းစားကြည့်လိုက်ဟိုဖတ်စာကို6ခုရှိရဲအဲ့ဒါမှာ physics စာအုပ်ကအထူဆုံးနဲ့စာလည်းအများဆုံးပဲအဲ့ကျတော့ तू ကဒီအကုန်လုံးရောက်တော့ကြီးလိုက်ဖတ်နေမယ်ဆိုရင်အဆင်မပြေဘူးအဲ့ဒီမှာငါသုံးတဲ့ principle တစ်ခုတော့ရှိရပေါ့အဲ့ဒါ80-20 principle ဆိုတာလည်းရှိကွာအဲ့ဒီကောင်လေးကိုline ပေါ်ကနေပြီးတော့တွေ့ပြီးတော့မှဖတ်ကြည့်ပြီးတာသူကဘယ်လိုမျိုးလဲဆိုရင်ငါတို့ဒီစာတစ်ပိုင်းလုံးရေးထားရဆိုရင်တော့မှတစ်ပိုင်းလုံးကအရေးကြီးတာပေါ့အဲ့တစ်ပိုင်းလုံးကအရေးကြီးဆုံးအကြောင်းအရာတစ်ခုဒါမှမဟုတ်လေအများဆုံး2ခု3ခုပေါ့အဲ့လိုမျိုးရှိမယ်အဲ့ဒီ2ခု3ခုကအရေးဆုံးပိုင်အောင်ရေးလုပ်လိုက်တယ်အဲ့မှာတမက်တန်ဆိုတဲ့လိုပဲပေါ့ဒီမှာအရေးကြီးတဲ့စာကြောင်းတွေပါဒီကြောင်းတစ်ကြောင်းကရွေးထုတ်လိုက်တယ်ပြီးအဲ့ဒီကောင်ပိုင်းမှတ်လိုက်တယ်ပြီးတော့အဲ့ဒီစာကြောင်းနေပြီးတော့မှသူ့ကိုပြန်ရှင်းထားရရှိမယ်ကွာအဲ့ဒီပြန်ရှင်းထားတွေကိုနောက်တစ်ခေါက်ထပ်မှတ်တယ်အဲ့လိုမျိုးပြီးတော့မှအသေးစိတ်တွေနောက်ပြီးတော့ထပ်မှတ်တယ်နောက်ပြီးတော့ပို့စာအတွက်တွေကတော့ physics မှာတကယ်လည်းပြောရမယ်ဆိုရင် physics ပို့စာအတွက်တွေကတော်တော်လေးလွယ်ပါတယ်သူကအဓိကပုံသင်နည်းကိုပိုင်နိုင်ရမယ်ပြီးတော့သူကဘာပေးရလဲဘာမေးတာလဲမိကုန်းကိုတေချာဖတ်နိုင်ရမယ်အဲ့ဆိုရင် physics ပို့စာအတွက်တွေကလွယ်ပါပဲအပြင် short question အတွက်ဆိုရင်တော့သူကအမပီးစီးမြင့်နဲ့ကိုင်အောင်ဖြေတတ်ဖို့လိုတာပေါ့သူကမေးထားတာဥမာထားပါတော့သူက3မှတ်9တောင်ပေးတိုင်းကိုကဥမာ yes or no လေးပဲသွားဖြေပြီးသွားမယ်ဆိုရင်တော့ဒါအမှတ်ပြရမှာပေါ့လေအဲ့လိုမျိုးဆိုကိုကနည်းနည်းလောက်ပို့ပြီးတော့ခြေကားပြီးတော့ဖြေနိုင်ဖို့အတွက်ဆိုရင်ဒီစာပိုက်တွေကိုလည်းများဖတ်ထားဖို့လိုပဲနောက်ပြီးရင်ဆရာမတွေ
ဘယ်လိုမျိုးဖြည့်ဆိုတော့အတန်းထဲမှာပြောရချင်းဆိုလည်းတေချာမှတ်ထားဖို့လိုတယ်အဲ့ဆိုရင်တော့လုံလောက်မယ်လို့ထင်ပါတယ် ဒါနဲ့ fees မှာပုံတွေကတော်တော်များတယ်အဲ့ဒါကိုဘယ်လိုမှတ်ပြီးတော့လုပ်ခဲ့ရလဲပုံတွေကို ဟုတ်တယ်နော်သူကပုံနေရလဲတော်တော်များပဲဒါပေမဲ့ကောင်းကျင်တော့ကွာငါအဲ့လိုပုံဆွဲရတာနည်းနည်းသဘောကျဆိုတော့ဒီပုံဆွဲရတာအဲ့လောက်တော့အခက်တွေ့မတွေ့ခဲ့ဘူးကွာအဓိကတမတ်တန်လောက်ပဲနည်းနည်းအခက်တွေ့ခဲ့ရပါပုံနေကကျတော့အဲ့လိုမျိုးတစ်ခေါက်ဆွဲကြည့်တယ်မရသေးဆိုရင်နောက်တစ်ခေါက်ထပ်ပြီးဆွဲကြည့်တယ်ဒါလည်းအဓိကပုံနေမှာလဲ concept တွေကိုထည့်ပြီးတော့မှပုံနေနဲ့ပေါ်ပြထားပဲလေအဲကြောင့်ကိုက concept ကိုနားလဲဆိုရင်ဒီပုံကဘာလို့ဆွဲရလဲသူကအစင်လေးရှိမှာပေါ့ပုံဆွဲမယ်ဆိုရင်လည်းသူကဆွဲခြင်းတယ်လို့စပြီးတော့ဆွဲလို့မရဘူးဟို engine ဆိုရင် engine အစပဲနေရလဲအဲ့ဒါပြီးတော့မှလေရပဲနေရလဲအဆုံးကပဲနေရလဲအဲ့လိုမျိုးလေးမှတ်တတ်တယ်ဆိုရင်တော့သူကပုံဆွဲရလဲမမေ့တော့ဘူးပေါ့အဲ့လိုမျိုးဆိုအဆင်ပြေတယ် ငါနေစားလုပ်နေရတွေ့လိုက်တိုင်း fees လုပ်နေရတွေ့ရနေကအရင်ကတည်းက fees ကိုရပြပြအောင်လို့ဖြေဖို့အတွက်ရည်မှတ်ချက်ရှိရလားအဲ့လိုတော့ရှိရပါဘောငါလည်းတရားရချင်တာပေါ့နောက်ပြီးတော့ငါအရှိမှပြောခဲ့တယ်ပဲကွာငါတက်မဲ့ကျောင်းကလည်း engineering ကျောင်းဆိုတော့ဒီ physics concept တွေကိုဒီ grade 12 grade ပိုင်းနိုင်အောင်ကြိုပြီးတော့လေ့လာခဲ့ဆိုတဲ့သဘောပါပဲကဲဒါဆိုရင်ငါတို့နောက်တစ်မေကွန်းကြည့်အောင်ကွာဒီမေကွန်းကတော့ငါထင်တာတကယ်ချင်းနေပေးထားနေမှာပေါ့သလားမေကွန်းကဘာလဲဆိုတော့ဒီစနိုးဝင်းကျောင်းမှာတဲ့အမတ်တရအဖြစ်ဆုံးကဘာလဲတဲ့တကယ်ချင်းအမတ်တရရေဘာလဲတော့ပြပါငါတို့အမတ်ရဆုံးကတော့ဒီ fan fair ပေါ့ fan fair မှာဆိုဒီကြက်ကြော်ရောင်းခဲ့တာဆိုတော့ဒီဈေးကိုကြက်ကြော်တော့ဝယ်ရတယ်ဒီတကယ်ချင်းနဲ့ဆီယမရေတော့ဝယ်ရအမတ်တရတစ်ခုပဲလုံးဝအမတ်ရဆုံးကဒီအိုးဟေတစ်ခုထဲမှာ9ယောက်စီးခဲ့ရပါဘောနော်တေးသေးလေးထဲမှာ9ယောက်စီးခဲ့ရပါဘောတယောက်ပေါ်တယောက်ထိုင်ပြီးစီးခဲ့ရတာလုံးဝအမတ်တရပဲပေါ့နော်ဒီအားကစားပွဲတွေမှာလည်းလုံးဝအားကစားပွဲတွေမှာအကျိတ်ဆုံးကဘောလုံးပဲပေါ့နော်ဘောလုံးပဲမှာဆိုကိုကဒါအစပိုင်းကတော့လုံးဝစိတ်ဝင်စားသလိုနဲ့နောက်ဆက်ရှင်တက်လာပွဲချိန်တက်လာတော့ပွဲချိန်တက်လာတဲ့အခါမှာဒီအပေးရတာလုံးဝပျော်ဖို့ကောင်းတယ်ကွာငယ်ချင်းနဲ့ရှောက်អော်ပြီးတော့အတင်းနာမည်អော်ပြီးတော့အပေးရတယ်လုံးဝပျော်စရာအမတ်တရားတစ်ခုဖြစ်ခဲ့ပါတယ်ဟုတ်ပါရဲ့ပြီးတော့ငယ်ချင်းရောငါလည်းငယ်ချင်းတော့ပါပဲအဲ့ဒီလိုပြောပေါ့ပွဲကြီးလုံးဝရင်တော့ပြောရပါကွာဒါပေမဲ့အမတ်တရားဆိုပြောရမယ်ဆိုတော့ဆောင်းဝဲဖြေရလို့အမတ်တရားဆိုတာလည်းရှိခဲ့ပူတယ်ငါဘာလို့လဲဆိုတော့အဲ့တော့ထူးထူးကြကွာငါအဲ့တော့နေမကောင်းဖြစ်နေတာအဲ့ pilot ဖြေရချိန်မှာနေမကောင်းဖြစ်နေတာအဲ့တော့မနေ့တင်ချဖြေနေကွာတင်ချဖြေနေမှာဖြေနေလုံးတန်းတိုင်းကွာစားရရင်းနေကွာအိတ်ဆွန်ရုံနဲ့ဝိုင်ဝင်းနေမျက်စိလေလားဘယ်ကဘယ်လိုရမှန်းမသိတော့အဲ့ဒီမှာအင်္ဂါလေးခဏတော့သွားပြီးတော့မှကိုစိတ်ကိုအပန်းဖြေလိုက်ပြီးတော့မှပြန်ဖြေရတာပေါ့အဲ့ဒါမှအဆင်ပြေသွားအဲ့ဒါဆောင်းဝဲနဲ့ပတ်သက်တဲ့အမတ်တွေကတခါမှဘွားမှာအဲ့လိုမျိုးဆောင်းဝဲနဲ့ပတ်သက်တဲ့အမတ်တွေကမကြုံသေးကွာဒါပြီးအဲ့လိုပွဲတွေကတော့ထုံးစံတိုင်းပေါ့ကွာတင်ရင်းနဲ့ပြိုပွားပဲအဲ့ကြောင့်မလို့စနိုးဝင်းတက်ရတာကြိုက်တာလေသူကအဲ့လိုပွဲတွေကိုနေ့တိုင်းလုပ်ပြီးတယ်လိုအားကစားပွဲဆိုလည်းပြောရတယ်နောက်ပြီးတော့တစ်ခါဆိုရှိသေးတယ်လေငါတို့ဆိုအဲ့ဟိုဒီရှိပြီးဒုက္ခတွေတွေကိုခါလို့သွားပြီးတော့လူရတာပဲရှိသေးတယ်လေအဲ့တော့ဆိုလည်းလိုက်သွားတာပဲငါကတော့တကယ်ချင်းနဲ့ပြိုပွားပဲမှာဟိုကလေဆရာမကြီးပြောတာလိုက်ပြီးလူပေးလိုက်ပြီးတော့တပုံနေရိုက်လိုက်ပြောစရာကြီးပေါ့ကွာကဲဒါဆိုတော့နောက်ဆုံးအနေနဲ့မိန်းကလေးနောက်ဆုံးတစ်ခုဖြေကြည့်အောင်ကွာဒီမှာအခုတက္ကသိုလ်ဝင်တဲ့ဖြည့်ဆိုမယ်တဲ့ညီငယ်ညီမငယ်တွေကိုဘယ်လိုအကြံပေးခြင်းလဲတဲ့ပြောရမယ်ဆိုရင်တော့ငါအကြံပေးချင်တာပေါ့ကွာဒီ grade 12ဆောင်ပွဲဆိုတာတကယ်တမ်းကျတော့ဒီတက္ကသိုလ်ဝင်တန်းဆောင်ပွဲဆိုတဲ့အတိုင်းပဲတက္ကသိုလ်ဝင်ခွင့်နေရဖို့အတွက်ရည်ကြည်ရလေအဲ့တော့ကိုကအခုတွေကဘယ်တက္ကသိုလ်တက်မယ်ဆိုတာစိတ်ကူးထားလိုက်ဟိုမှာကိုကစေးတက္ကသိုလ်တက်ရှင်နေဆိုရင်စေးတက္ကသိုလ်နဲ့ပတ်သက်တဲ့အမှတ်တွေကိုကိုကအခုတွေကပို့ပြီးတော့မြင်အောင်လုပ်ထားမယ်နောက်ပြီးကိုက engineer ဆိုရင်လည်း engineer နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုပို့ပြီးတော့ကျွမ်းကျင်အောင်လုပ်ထားမယ်ဒါပေမဲ့တစ်ခုရှိရပါကွာအခုကလောဆယ်မှာဘာတက်လို့တက်အမှန်းမသိသေးဘူးဒီ grade တက်ပြီးတော့မှကိုကဆုံးဖြတ်မယ်ဆိုရင်တော့ဘာသာရပ်တိုင်းအကုန်လုံးအမှတ်တွေမြင်အောင်လုပ်ထားလိုက်အဲ့လိုမျိုးဆိုရင်ကွာစဉ်းစားကြည့်လိုက်တက္ကသိုလ်တွေအကုန်လုံးကအမတ်တွေမြင်လုံးဝကြီးလို့လက်မခံပါဘူးဆိုတဲ့တက္ကသိုလ်လည်းမရှိဘူး။သူအမတ်တွေမြင်နေမယ်ဆိုအကုန်လုံးကလက်ခံပါပဲလေ။အားကြောင့်မလို့အမတ်ကိုမြင်နိုင်တယ်များမြင်အောင်လုပ်ထားလိုက်။အဲဆိုရင်တက္ကသိုလ်ကလည်းအဆင်ပြေပါပဲ။တကယ်ကြီးကဘယ်လိုကြံပေးရင်လဲ။အမအနေနဲ့ထပ်ဆောင်ပြောချင်တာကတော့ဒီဒေလေးစာရုပ်တဲ့စာတနေ့ပုံမှန်လုပ်တဲ့နေပေါ့။ပြီးတော့တစ်ပတ်ကိုတစ်ကြိမ်လောက် revision ပြန်တာတော့ပေါ့။အရေးကြီးဆုံးကဒီဆောင်ပွဲတွေဖြေတဲ့အခါမှာကိုအမှတ်မကောင်းလို့စိတ်တက်ကြတာမျိုးမဖြစ်စေချင်ဘူးပေါ့။အဲ့လိုစိတ်တက်မကြဘဲနဲ့ကိုမားတဲ့အမားတွေကနေပြီးတော့မှအမှန်သိအောင်သင်ခန်းစာယူမယ်ပြီးတော့မှစာဝေးပါတဲ့မှာမားတဲ့အမားတွေကနေပြီးတော့အမားတွေကိုဒီတက္ကသိုလ်ဝင်တဲ့စာဝေးမှာထပ်မမားအောင်လို့ဒီအဲ့လိုအပြည့်စူးစမ်းစေခြင်းနဲ့အဲ့လိုစူးစမ်းမယ်ဆိုရင်တော့ကိုရခြင်းနဲ့ဂုဏ်တူးတွေရမယ်လို့ယုံကြည်ပါတယ်အခုလိုမောင်လေးညီမလေးမိထားတဲ့မိကွန်းလေးကိုခြေချခင်ရခဲ့တဲ့အတွက်အမားတို့နေ့ကတော့အတိုင်းမသိဝမ်းသာမိပါတယ်ဒီအမားတို့ပြည်ခဲ့တဲ့အဖြေတွေကညီမလေးမောင်လေးတွေရဲ့ဘဝမှာအထောက်အကူပြုလိုက်မယ်လို့ယုံကြည်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့နေအောင်လို့ပါဗောနော်ဒီ2025-2026ပညာသင်နှစ်မှာတက္ကသိုလ်ဝင်တန်းဖြည့်ဆိုမဲ့ညီလေးညီမလေးတွေအကုန်လုံးဆောင်ပွဲကြီးကိုကောင်းကောင်းမွန်ဖြည့်ဆိုနိုင်ပါစေကိုလိုချင်တဲ့ရလဒ်တွေရကြပါစေကိုကြီးမှန်းထားတဲ့ဘန်းတိုင်ကိုရောက်သွားနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ